မင်္ဂလာပါရှင် Vivicaso Tarot ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ Vivicaso Therapy ပိုင်းရှင် Vivica ပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ region လေးကပေါ့နော်ဒါကျွန်မဒီနေ့မေလ28ရက်နေ့ညခင်းအခုကြည့်လိုက်တာ17:17မိနစ်ပေါ့နော်11:11မှာရိုက်ကူးဖြစ်တဲ့ region လေးပါအဲ့တော့ဒါ17:17မိနစ်ဒီ Angel Mama တွေ့တဲ့အချိန်မှာရိုက်ကူးဖြစ်တဲ့ဗီဒီယိုလေးဖြစ်တယ်လို့ reading လေးအကြောင်းကလည်းပေါ့နော်ဒါကျမတို့နေုံလပြည့်နေ့နော်မေလ30ရက်နေ့နဲ့ပတ်သက်ပြီးတော့လောရမယ့်ရေရာလေးတွေရဲ့အဲ့နောက်ပိုင်းမှာဗာလေးတွေဖြစ်လာမလဲဆောင်ရလေးတွေကောင်းခြင်းဆိုးခြင်းလေးတွေကိုသိဖို့အတွက်ပြပြပေးတဲ့ reading လေးပဲဖြစ်ပါတယ်ရှင်ဒီနေ့ reading မှာကတော့ရွေးချယ်စရာ file အနေနဲ့ file 1 file 2နဲ့ file 3ဆိုပြီးတော့ရှိပါတယ်ရှင်ကိုနဲ့ကိုက်နေတဲ့ file လေးကိုဘယ်ဟာလေးကဘယ် deck ကလေးကဘယ် tarot ကကလေးတွေကကိုဆွဲခေါ်နေတယ်လဲဆိုတဲ့ခန်းစားချက်ကလေးကိုယူပြီးတော့နော်ကိုအတွက် file လေးကိုရွေးပါ file လေးရွေးပြီးသွားပြီဆိုလို့ရှိရင် description မှာ timestamp လေးဖော်ပြထားပါတယ်အဲ့ဒီ timestamp လေးကိုနှိပ်ပြီးသွားရင်ကိုလိုချင်တဲ့ tarot reading အဖြေကိုကြည့်လို့ရပါပြီရှင်အဲ့တော့ဗီဒီယို tarot reading လေးမှာပြန်ပြီးတော့တွေ့ကြပါမယ်နော်မင်္ဂလာပါဖန်ဝင်းရေအကယ်၍ကိုကဒီ tarot deck လေးကိုရွေးထားတယ်ကိုရွေးထားတဲ့ file number လေးက file 1ဆိုရင်တော့ဒါ file 1တို့ရဲ့နေုံလားပြည့်နေ့အတွက်ပေါ့နော်ဒါရေတရားလေးတွေဆောင်ရဖြစ်လာမဲ့ကောင်းခြင်းဆိုးခြင်းလေးတွေကိုကြည့်ပေးထားတာလေးပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့ reading လေးမစခင်မှာမေတ္တာရက်ခံချင်တာပေါ့နော်ဒီအရင်ပင်ပန်းနေပါတယ်ပင်ပန်းနေတဲ့အတွက်ကြောင့်မို့အတန်မောဟိုက်နေတဲ့အတန်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်တနေ့က run through လုပ်ထားရတဲ့အလုပ်တွေရှိတဲ့အခါကျတော့လေအဲ့ဒါကြောင့်မို့အရင်ပင်ပန်းနေပါတယ်အချိန်ကလည်းဒါညခင်း7ခွဲဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ဗီဒီယို reading လေးစပါမယ်ရှင်အဲ့တော့ပထမဆုံးအနေနဲ့ Vita Oracle ကလေးတွေနဲ့ Tarot ကလေးဆွဲထားတယ်ပေါ့နော်ဒါလေးကိုတော့ပြီးမှပြောပါမယ်အဲ့တော့ဒါနေုံလားပြည့်နေ့နောက်ပိုင်းမှာဗာလေးတွေ view site ဆရာရှိလဲဗာ message လေးတွေပေးဆရာရှိလဲဆိုတာကိုကြည့်ကြပါမယ်ပထမဦးဆုံးက pay attention to your health အဲ့တော့ဒေတာတော့ဒါဖန်ဝန်းတို့အနေနဲ့ပေါ့နော်ဂရုစိုက်ရမယ်အစားအသောက်အနေအထိုင်အဆက်ဆက်အရာရာကိုဒေချာလေးဂရုစိုက်ရမယ်အချိန်ဖြစ်ပါတယ် star guaranteeing success အဲ့တော့ကိုယ့်ရဲ့အလုပ်ကိုင်အခွင့်အလမ်းတွေအဆင်ပြေလာမယ်เนาะကိုကဒါလုပ်ငန်းကိုင်ငန်းတွေစီးပွားရေးတွေတစ်ထပ်ပို့ပြီးတော့အဆင်ပြေလာမယ်လမ်းအသစ်တွေပေါ်လာမယ်ဒါပေမဲ့တစ်ခုရှိတာကိုယ့်ရဲ့ကျန်းမာရေးလေးကိုဂရုစိုက်ရပါမယ်နောက်တစ်ခုကတော့ food and hunger အထူးသဖြင့်တော့ဒါစားရတဲ့အစားအသောက်ပေါ့နော်စားခြင်းစောအားကြီးပြီးတော့အရန်စားလိုက်လို့သဘိုးနင့်သွားတာတို့အစာမကြေဖြစ်တာเนาะပြီးတော့တဲ့အခါကျတော့မတည့်တဲ့အစားစားမိတာ allergies တွေဖြစ်တာเนาะပြီးတော့နောက်ထပ်တခြားသောပေါ့နော်ဒီ one short တာ one ပြက်တာအစာအိမ်နာတာเนาะအချင်းအဆက်တွေအပူဆက်တွေအရန်စားလို့ဒါအစာအိမ်မှာအချင်းပေါက်တာတွေအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတော်တော်လေးခရီးဆိုင်စေချင်ပါတယ်နောက်တစ်ခုကတော့ keep your temper အဲ့တော့ဒီရက်ပိုင်းမှာပေါ့နော်ကိုကဒါစိတ်တိုဒေါသထွက်လွယ်နေတတ်တယ်ပြီးတော့တဲ့အခါကျတော့လူကြီးတွေရဲ့စကားကိုနားမထောင်ချင်ဘူးဒါကိုအတွက်ကောင်းတဲ့လူတွေပြောတယ်ဆိုပေမဲ့လေပြီးတော့ကိုပတ်ဝန်းကျင်မှာကိုဆရာကြီးလုပ်တဲ့သူတွေများနေတော့နည်းနည်းအာရုံနောက်ရတာမျိုးလေးတွေရှိရဲ့အဲ့တော့ဒီရက်ပိုင်းမှာဒေါသလာဆွားတဲ့သူတွေများတယ်လို့မြင်ပါတယ်ဟောနောက်တစ်ခုကတော့ five of swords အဲ့တော့သူကတော့ဒါဒီ oracle ကတ်တွေအကုန်လုံးအောင်ချုပ်ပေးလိုက်တယ်လို့တော့ခံစားရတယ်ပေါ့နော်သူကကျမရဲ့ key site လူကြီးမိဘရဲ့ပြောစကားကိုနားထောင်နော်ပြီးတော့တဲ့အခါကျတော့ဘယ်လိုပြောရမလဲကိုယ့်ရဲ့စိတ်ကလေးကို short နော်အစားအသောက်ဆိုရင်တော်တော်လေးဆင်ခြင်မှာအစားအသောက်မတည့်တာစားမိပြီးတော့ဒုက္ခရောက်တတ်တယ်နော်အစားတွေအများကြီးစားမိလို့ဒုက္ခရောက်တတ်တယ်အဲ့တော့ကိုယ့်ရဲ့အစားအသောက်နဲ့ပတ်သက်ပြီးတော့အရန်ဂရုစိုက်စေချင်ပါတယ်တကယ်ဒါဥလန်းချောင်းအစာရည်လန်းချောင်းနဲ့ပတ်သက်ပြီးတော့ဂရုစိုက်စေချင်တယ်ပေါ့နော်ပြီးတော့လေပြွန်ထိတာတွေလေချောင်းလာတာလေးတွေလည်းဖြစ်တတ်လို့ဂရုစိုက်ပါတဲ့ရေဒီယာကိုပြောပါမယ်ရေဒီယာကတော့ပေါ့နော်ကိုယ့်ထက်ဒါတက်ကြီးရွယ်အိုတွေအတွက်ကုသိုလ်ကောင်းမှုတွေတစ်ခုခုလုပ်ပေးတာသူတို့တွေကိုပစ္စည်းတစ်ခုခုလက်ဆောင်ပေးတာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဒါဘဝတိုးတက်စေတဲ့စာပေတွေစာအုပ်တွေပေါ့နော်အဲ့လိုတွေကိုဒါကိုကလှူလဲရတယ်လက်ဆောင်ပေးလဲရတယ်နော်ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကိုပြန်ပြီး sharing လုပ်တယ်ဆိုတာမျိုးဒါဘဝတိုးတက်ရေးစာအုပ်တွေကတကယ်ချင်းတွေကိုလက်ဆောင်ပေးတာမျိုးလုပ်လို့ရတယ်ကိုယ့်ထက်အသက်ကြီးတဲ့သူတွေရှိရဆိုရင်သူတို့အတွက်လက်ဆောင်ဝယ်ပေးလို့ရပါတယ်မိခင်ဖခင်ဖိုးဘွားဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ထက်အသက်ကြီးရင်လည်းသူဆိုရင်ရပါတယ်ရှင်
အဲ့တော့ဒါနေုံလာပြည့်နေ့လေးမှာပေါ့နော်ကိုရဲ့ဒါမိသားစုအတွက်ကိုကဒါတခုခုပဲပေးရပဲဖြစ်ဖြစ်ကိုရဲ့ဒါချစ်ရတဲ့မိခင်တွေကွယ်လွန်သွားတယ်နော်မိဘတွေကွယ်လွန်သွားတယ်ဆိုရင်မိဘတွေအတွက်ရည်စူးပြီးတော့ဖခင်မှာစွန့်ထားတာလေးကတ်တာပဲဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်ရှင်အဲ့တော့နေုံလာပြည့်နေ့နောက်ပိုင်းမှာဘာတွေဖြစ်လာနိုင်လဲကောင်းခြင်းဆိုးခြင်းတွေဆောင်ရရှောင်ရတွေကိုဗီဒီယိုကြည့်ကြပါမယ်ရှင်Wheel of Fortune Halloween အနေနဲ့ပေါ့နော်ဒီနေုံလာပြည့်နေ့နောက်ပိုင်းမှာကန်ဆာတာတွေတက်လာတယ်လို့ခံစားရတယ်ကံတွေကောင်းလာတယ်လို့ခံစားရတယ်ပြီးတော့ဒီမှာပေါ့နော်ကောင်းတဲ့အရာတွေတော်တော်လေးဖြစ်ပါတယ်အဲ့တော့ Halloween တို့အနေနဲ့ခရီးဆိုင်ရမှာကကိုယ့်ရဲ့စိတ်နော်ကိုယ့်ရဲ့စိတ်ကလေးရဲ့ဒီဒေါသနည်းနည်းလေးထွက်လွယ်နေတယ်လို့ပေါ့နော်မိန်းကလေးတွေဆိုလို့ရှိရင်ဒါဟော်မုန်းပြောင်းလဲကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်ဓမ္မတာကြောင့်ဖြစ်နိုင်တယ်နော်စိတ်ကလေးတွေကခံစားလွယ်တတ်တယ်အရန်နူးညံ့နေတတ်တဲ့အချိန်ဖြစ်တယ်အဲ့တော့ကိုခရီးစိုက်စီချင်ပါတယ်နော်စိတ်ကလေးရဲ့ကိုယ့်ရဲ့ဒါအစားအသောက်လေးရဲ့ပေါ့နော်အဲ့ဒါလေးနှစ်ခုပဲစင်စရာအနေနဲ့တော့ရှိမယ်လို့မြင်ပါတယ်ဒါပေမဲ့တခြားသောဘယ်လိုမျိုးကောင်းခြင်းလေးတွေရှိမလဲဆိုတာကိုဗီဒီယိုထပ်ပြီးတော့ကြည့်ကြရအောင်အဲ့တော့နေရာဌာနအပြောင်းရွှေ့တွေเนาะအလောက်အကိုင်အပြောင်းရွှေ့တွေအလောက်အကိုင် interview တွေရထားတဲ့သူတွေယူထားတဲ့သူတွေအဲ့ဒါတွေအတွက်မျှော်မှန်းထားတဲ့သူတွေကတော့သတင်းကောင်းတွေကြားရပါမယ်အခုကဒါနေုံလာပြည့်နေ့မေ30ပေါ့နော်မေ30ဆိုတော့အဲ့ဒီနောက်ပိုင်းဆိုတော့ပြီးတော့ဘယ်နှလပိုင်းလောက်သွားမလဲဆိုတော့ဒါ10လပိုင်းလောက်အထိဒီ region လေးကအကျုံးဝင်ပဲလို့ပြောလို့ရပါတယ်ရှင့်အဲ့တော့10လပိုင်းအတွင်းမှာလည်းပေါ့နော်အလောက်ကိုင်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကန်တွေအရန်တက်လာမယ်ကန်တွေအရန်ကောင်းလာမယ်ပြီးတော့အခါကျတော့နောက်ထပ်တစ်ခုကတော့ဒါကိုပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသမီးတယောက်ယောက်နဲ့ပေါ့နော်ဆက်ဆံရေးအရန်သင့်မြတ်လာပါမယ်အဲ့တော့အမျိုးသမီးဆိုတော့ကိုယ့်ရဲ့ဒါချစ်သူကြီးစားပါတနာဖြစ်နိုင်တဲ့အမညီမဆွေမျိုးသားချင်းနော်မိဘမိခင်အတော်အဖွားဒါမှမဟုတ်ကိုယ့်ရဲ့ဒါလုပ်ဖို့ကင်မဲ့တဲ့ဒါကိုလုပ်ငန်းတွေကနော်ကိုနဲ့လုပ်ငန်းတူကိုနဲ့စီးပွားတူတွေကတယောက်ယောက်ဒီလိုမျိုးအမျိုးသမီးတယောက်ယောက်နဲ့တင်းမြတ်လာပြီးတော့သူ့ဆီကနေပြီးတော့အခွင့်အရေးတွေ chance တွေရလာနိုင်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်ဒီနေုံလနောက်ပိုင်းမှာမှဒီနေုံလပြည့်နောက်ပိုင်းမှာမှစီးပွားရေးအသစ်တွေလုပ်မယ်နော်ဝါသနာပါရာတွေလုပ်မယ်လို့စဉ်းစားထားတဲ့သူတွေရှိရဆိုလို့ရှိရင်တော့တေချာလေး plan လုပ်ပြီးတော့မှလုပ်စီချင်ပါတယ်ဥပမာစီးပွားရေးလုပ်မယ်ဆိုရင်ဟုတ်ပြီဘယ်စီးပွားရေးလုပ်မှာလဲအဝတ်စားတွေရောင်းမယ်ဆိုရင်ဘယ်လိုဝတ်စားတွေရောင်းမှာလဲဝတ်လို့ရတာအကုန်ရောင်းမယ်ဆိုတာထက်အခုမိုးရင်းဆိုတဲ့အခါကျတော့မိုးကအင်ကြီးလေးတွေရောင်းမလားထီးလေးတွေရောင်းမလားဒါမှမဟုတ်လို့ရှိရင်ဒါspan အင်ကြီးလေးတွေရောင်းမလား span ခေါင်းဝင်လေးတွေရောင်းမလားမြန်မာဝမ်းဆက်လေးတွေเนาะဒါမြန်မာဘယ်လိုပြောမလဲပိတ်စလေးတွေရောင်းမလားအဲ့လိုမျိုးပေါ့နော်ကိုဘာလုပ်မလဲဆိုတာကိုတိတိကျကျလေးတခြားလေး plan လုပ်ပြီးတော့လုပ်စီချင်ပါတယ်စားရမယ့်အရင်းတွေကဘယ်လောက်လဲငါအမြတ်အနေနဲ့ငါဘယ်လောက်ယူမလဲအဲ့လိုမျိုးကိုကဘယ်အရာပဲမဆိုစားလိုက်မယ်ဆိုရင်ကို plan လေးတခြားလေးထားပြီးတော့စားဖို့အတွက်လိုအပ်ပါတယ်တဲ့ပြီးတော့ဖန်ဝမ်းတို့ကကြတော့ပေါ့နော်ဒီရက်ပိုင်းအရန်ဘယ်လိုပြောမလဲဆော့ပြောခဲ့တယ်လို့ပဲအရင် pressure တွေများနေတယ်ပြီးတော့လေသူများတွေနဲ့ခဏခဏစကားများနေရတဲ့အခါကျလူတွေနဲ့တိတ်ပြီးစကားမပြောချင်တော့တရားတယောက်တည်းနေတာပဲပိုအဆင်ပြေမယ်တယောက်တည်းကပဲငါ့အတွက်ပိုပြီးစိတ်အေးချမ်းနေဆိုပြီးတော့ခံစားရတာမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးခံစားရတဲ့အချိန်တွေကျရင်တယောက်တည်းနေလိုက်ပါတဲ့ဒါပေမဲ့အမြဲတမ်းလို့တော့ဒါလူတိုင်းနဲ့ကင်းကွာပြီးတော့တယောက်တည်းနေလို့တော့မရဘူးလေနော်အဲ့တော့ဒီမှာပြောထားတဲ့ပုံစံလေးက okay file 1တယောက်တည်းနေချင်နေဆိုရင်နေလို့ရတယ်ဒါပေမဲ့အချိန်အကြာကြီးတော့မနေနဲ့ကိုယ့်အတွက်ကိုဘယ်အရာတွေကတလန့်ရှိလဲဆိုတာစဉ်းစားပါတော့ပြီးတော့သူတို့ကဒီမှာပြောထားတဲ့အရာကောင်းတဲ့အရာတွေကတော်တော်လေးများတယ်ဒါပေမဲ့အဲ့ဒီကောင်းတဲ့အရာတွေကိုရဖို့အတွက်မကောင်းတဲ့အချိန်တွေကိုဖျက်ကျော်ရမယ်ဆိုတာမျိုးရှိတယ်တဲ့အဲ့တော့ဒီ6လပိုင်းပြီးတော့အလုံးစုံကြီးကောင်းလာမယ်ဆိုတာမျိုးမဟုတ်ဘူးအဲ့တော့ဥပမာပြောပြရမယ်ဆိုလို့ရှိရင်ကိုကဒါကိုယ့်ရဲ့အခုလက်ရှိ partner ပေါ့နော်ဒါချစ်သူရည်စားပေါ့ချစ်ရေးပဲထားပါတော့ကိုယ့်ရဲ့ချစ်သူရည်စားနဲ့အရင်ဆင်ပြေခြင်းနဲ့ဒါပေမဲ့အဲ့ချစ်သူရည်စားကြည့်လိုက်တော့လေကိုယ့်ပေါ်ကောင်းလားဆိုတော့လေမကောင်းအဲ့တော့6လပိုင်းကျော်ရင်ဘုရားကပြောတယ်6လပိုင်းကျော်အကုန်လုံးဆင်ပြေမှာဆိုတော့ချစ်သူရည်စားနဲ့လုံးဝအဆင်ပြေသွားတာမျိုးဖြစ်ချင်မှဖြစ်မယ်
ဟုတ်ပြီတချို့ကတော့ဒါချစ်သူရေးစားနဲ့အဆင်ပြေတချို့ကကြတော့ဒီကိုယ့်ပေါ်မကောင်းတဲ့လူဆိုလို့ရှိရင်ဒီ6လပိုင်း 6လပိုင်းနဲ့လေဒီနေအောင်လာပြည့်ကြော်တာနဲ့သူနဲ့ပြတ်တော့မဲ့အခြေအနေတွေကိုယ့်ရဲ့စိတ်ကလည်းသူနဲ့ပတ်သက်ပြီးတဖြည်းဖြည်းစိတ်ကုံသွားစိတ်ပြတ်သားလာနိုင်ပြီးတော့ပြတ်သွားမှာအဲ့လိုပြတ်သွားပြီးနောက်ပိုင်းမှာကောင်းတဲ့အရာတွေစက်တိုက်ပေါ့နော်သူနဲ့ပြတ်သွားပြီးတော့မှပိုလှလာတယ်ပိုစိတ်ချမ်းသာလာတယ်ပိုလွတ်လပ်လာတယ်သူနဲ့ပြတ်သွားပြီးတော့မှအလုပ်တွေပိုကောင်းလာတယ်နော်ဝင်ငွေတွေပိုကောင်းလာတယ်စသဖြင့်ပေါ့နော်ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဒါဒီပြတ်ပြီးသွားတဲ့အချိန်ကျမှပြန်စဉ်းစားလိုက်တာဒါကြီးကကောင်းမှုဖြစ်လာတာပဲဆိုပြီးတော့ပေါ့နော်အဲ့တော့ဒါနေုံလိုက်ပြီးကြော်တာနဲ့ချက်ချီကောင်းလာမှာမျိုးမဟုတ်ဘူးเนาะကိုယ့်အတွက်ဒါမကောင်းတဲ့အရာတွေရှိမကောင်းတဲ့အရာတွေအကုန်လုံးဖယ်ချမှာအဲ့တော့ဒီမကောင်းတဲ့အရာကြီးကကိုအရန်လိုချင်နေတဲ့အရာကြီးကိုဆွဲထားတဲ့အရာကြီးဖြစ်နေရဆိုရင်တော့လုံးဝဆွဲထားခွင့်ပေးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးတစ်ခုတော့ဒါသတိပေးခြင်းနဲ့သတိထားစေချင်ပါတယ်နောက်တစ်ခုကတော့ဒါကျန်းမာရေးပေါ့နော်ကျန်းမာရေးဆိုရင်တော့တော်တော်လေး key site ပါတချို့တွေခွဲစိတ်ရဖို့ရှိပါတယ်နော်ခွဲစိတ်ရဖို့ရှိရယ်ခွဲကဝင်ရဖို့ operation ဝင်ရဖို့အတွက်ရှိရတဲ့အတွက်ကြောင့်မလို့အများကြီး key site စီချင်ပါတယ်အနေထိုင်အစားအသောက်အသွားလားဆက်အရရပေါ့နော်အဲ့တော့အခုချိန်မှာကိုကခရူးဆိုင်ရမယ်ဆိုတာလေးလည်းသိသွားတော့ကြိုပြီးတော့ခရူးဆိုင်လို့ရပါတယ်တွေးပြီးတော့အရင်ပူနေနေပေါ့နော်ငါခွဲကိုခွဲဆက်ရမှာဆိုတာမတွေးနဲ့ငါဒါတွေသိထားပြီးပြီဆိုတော့ငါအနေထိုင်ဆင်ခြင်ရမယ်စားတော့ဆင်ခြင်ရမယ်အဲ့လိုလေးစိတ်လေးသွင်းပြီးတော့နေတိုင်းသတိလေးကပ်ပြီးတော့ဖြတ်သမှာနော်အဲ့တော့တခြားရဲ့လူတော့မရှိပါဘူးဒီမှာကတော့တွေ့ရတဲ့လောက်ကတော့အကုန်ကောင်းတယ်ပေါ့နော်ဒီ6လပိုင်း6လပိုင်းနဲ့ဘာလို့6လပိုင်းပဲအများနဲ့ဆွဲနေလဲတော့မသိဒီနေုံလာပြည့်နေ့ကြော်လို့ရှင်တော့အကုန်လုံးဆင်ပြေလာပါလိမ့်မယ်အဆက်အရာရာကိုစိတ်လေးရှည်အောင်ထားပါအဆက်အရာရာဒီအသွားလာအစားအသောက်ကိုတခြားလေးကြည့်ပြီးဒီဇိုင်းနဲ့နေပါရှင်အားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ် region လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုနောက်နေ့ region လေးတွေမှာပြန်ပြီးတော့တွေ့ပါမယ်ရှင်တတာမင်္ဂလာပါရှင်အကယ်၍ကိုကဒီကတ်လေးရေးထားတယ်ကိုရေးထားတဲ့ file number လေးက file 2ဆိုလို့ရှိရင်ဒါက file 2တို့ရဲ့ဒါ pick a card reading answer လေးပဲဖြစ်ပါတယ်ဒီနေ့ reading လေးကတော့ဒါနေုံလအတွက်ပေါ့နော်ကြည်ပေးထားတဲ့ reading လေးပဲဖြစ်ပါတယ်တခုမြတ်တာရခံစရာရှိတာလေးကV အနေနဲ့ပေါ့နော်ဒီ reading လေးကိုညခင်12နာရီမှတ်တယ်ပေါ့နော်17နာရီ45မှာရိုက်နေရဖြစ်ပါတယ်အဲ့တော့ပင်မနဲ့တန်တွေချောင်းပေါ့နော်အတန်အနေနဲ့အဆင်မပြေတာမျိုးတွေဖြစ်ခဲ့ရင်မောဟိုက်တဲ့အတန်မျိုးတွေရှိခဲ့ရင်ချစ်တဲ့စိတ်လေးနဲ့ခွင့်လွှတ်ပေးခံပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ရှင်အဲ့တော့ဗီဒီယို reading လေးကိုစလိုက်ကြပါမယ်ပထမဦးဆုံးအနေနဲ့ပေါ့နော်ဒီမှာ tarot ကတ်ကလေးတွေ oracle ကတ်ကလေးတွေကိုဆွဲထားပါတယ်အဲ့ဒါလေးတွေပြီးတော့မှဗီဒီယိုဒီရွေးချယ်ထားတဲ့ tarot ကတ်ကလေးကိုဆွဲပြီးတော့ဘာလေးတွေရှိမလဲဘာလေးတွေပြောစရာကြံအောင်မလဲဆိုတာကိုကြည့်ကြပါမယ်ပထမဦးဆုံးအနေနဲ့ rooster an arrogant boastful person you should not cross အဲ့တော့ဒီမှာကလူတစ်ယောက်နဲ့ကိုက dealing လုပ်ရခြင်းရှိတယ်လူတစ်ယောက်နဲ့ဒါပေါင်းသင်းဆက်ဆံပြောဆိုစရာကြီးရှိတယ်အဲ့ဒီလူနဲ့နားလည်မှုတွေလွဲတတ်တယ်ဘာလို့လဲဆိုတော့သူကပေါ့နော်သူကနည်းနည်းထောင်နဲ့ပေါ့နော်သူပုံစံမြောက်ကျွမ်းနဲ့နေတတ်တဲ့ပုံစံဆိုတော့ကိုကသူ့ကိုသွားပြီးပြောရင်လေသူကဒီသူ့ရဲ့ personality ကိုအဲ့လိုမျိုးဖြစ်နေတဲ့အခါကျတော့သွားပြီးတော့တော့ပြောလို့မရဘူးပေါ့နော်နားလည်မှုလွဲတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ vows နောက်တစ်ခုက the right way နောက်တစ်ခုကတော့ four of wands အဲ့တော့pile 2တို့အနေနဲ့ကတော့ဒီမှာကခရူးဆိုင်ဆရာရှိတာကဒီလူတစ်ယောက်နဲ့ပတ်သက်ပြီးတော့ပဲ specific ဖြစ်တယ်လို့ပြောရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီအပိုင်းတွေမှာအပြင်ထွက်ရတဲ့ကိစ္စတွေများနေတတ်တယ်เนาะဒီနေအောင်လာပြင်းနေကြော်လို့ရှိရင်ဒါအပေါင်းအသင်းတွေနဲ့အပြင်ခဏသွားဖြစ်တာမျိုးတွေအိမ်မတက်ဖြစ်တာမျိုးတွေရှိပါတယ်အကဲကိုကဒါတယောက်တည်းနေရင်တော့ပြဿနာမရှိပေမဲ့မိသားစုနဲ့နေရင်ဒီကိစ္စလေးတွေစကားများရတဲ့ဆိုတာကိုဂရုပြုစေချင်ပါတယ်ဂရုစိုက်စေချင်ပါတယ်เนาะအဲ့တော့တချို့တွေကတော့ဒီမှာက LDRS relationship မျိုးမှာရှိတယ်လို့တွေ့ရတယ်။အဲ့လိုမျိုး LDRS relationship မျိုးမှာရှိတဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါတစ်ဖက်ပါတနာပေါ့နော်ဒီရက်ပိုင်းအလုပ်တွေများနေလို့
ပွဲတွေများနေလို့เนาะတငယ်ချင်းတွေနဲ့ခဏခဏအပြင်ထွက်ဖြစ်တယ်ခဏခဏအပြင်သွားဖြစ်တယ်ဆိုတာမျိုးတွေရှိတတ်ပါတယ်အဲ့လိုမျိုးတွေဖြစ်တဲ့အခါကျရင်တယောက်နဲ့တယောက်ကနားလည်မှုတွေလွဲပြီးတော့ဝေသွားတတ်တယ်စကားများရတတ်တယ်အဲ့တော့ဂရုစိုက်စီချင်ပါတယ်ကိုယ့်ဘက်ကဒါမှမဟုတ်လို့ရှိရင်တစ်ဖက်ပါတနာပေါ့နော်ဒါကိုအချိန်တိတ်ပြီးတော့မပေးနိုင်ဘူးဒီ relationship ကိုအချိန်တိတ်ပြီးတော့မပေးနိုင်တဲ့အခါကျတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စကားခဏခဏများရတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကိုရောကိုယ့်ဘက်ကိုရောနှစ်ဖက်လုံးကိုမျှပြီးတော့ကြည့်ပေးဖို့အတွက်လိုအပ်ပါတယ်အိမ်တွင်းရေးကိစ္စတွေဆိုလို့ရှိရင်လည်းဒါအိမ်တွင်းရေးတွေဆိုလို့ရှိရင်ဒါပြဿနာဖြစ်တဲ့သူတချို့อ่ะပေါ့နော်ပြဿနာကိုမဖြေရှင်းချင်လို့ရှောင်ဖယ်လုပ်နေတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒါဟာတလေကြောက်လို့ရှိရင်တော့ဒါစိတ်ထွက်ပေါက်အနေနဲ့လွတ်ပေးထားလိုက်ပေါ့နော်ပြီးတော့မှပြဿနာကိုတခြားလေးရှင်းစေချင်တယ်အဲ့တော့တခြားလူမှုရေးတွေစီးပွားရေးတွေကအကုန်လုံးကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ဒါအနီးနားလူတွေနဲ့ပဲကိုယ်နဲ့အဆင်မပြေဘူးဖြစ်နေတာပေါ့နော်ဘေးပတ်ဝန်းကျင်ဘေးသစိမ်းတွေနဲ့လည်းအကုန်လုံးသိမြတ်တယ်အကုန်လုံးနဲ့လည်းအဆင်ပြေတယ်ဒါပေမဲ့ဒီ LDR ဆိုရင်ကိုယ့်ရဲ့ဒါချစ်သူနဲ့နော်ပြီးတော့အိမ်မှာဒီလိုမိသားစုနဲ့အတူနေတဲ့သူတွေဆိုရင်မိသားစုနဲ့နော်ကိုကချစ်ရတဲ့သူတွေနဲ့အဝေးမှာရောက်နေရဆိုရင်ဒီလူတွေနဲ့စကားလေးတွေများတာလေးတွေနားလည်မှုလွဲတာပေါ့နော်အဓိကကတော့လေနားလည်မှုလွဲတာလေးတွေသူ့ဘက်ကိုယ့်ဘက်မကြည့်ဖြစ်တာလေးတွေရှိတော့အဲ့ဒါလေးတွေကိုတော့ဂရုစိုက်စီချင်ပါတယ်တဲ့အဲ့တော့ရေဒီယာအနေနဲ့ပြောပါမယ်ရေဒီယာကတော့ဒါကိုကဗုဒ္ဓဘာသာဝင်ဆိုရင်ဘုန်းကြီးတွေသီလရှင်တွေကိုထီးလေးတွေဖက်နှက်လေးတွေလှူပေးတာဖះမှာပန်းလှူတာလေးတွေလုပ်လို့ရပါတယ်ဖះကလည်းအိမ်ကဖះမဟုတ်ဘဲねပေါ့နော်ဒါကိုအနေနဲ့ဒါဇေဒီပေါ့နော်ဇေဒီတခုခုမှာကိုကဒါပန်းလေးတွေလှူရင်ပို့ပြီးတော့အကျိုးတရားမှုရှိပါတယ်ဒါလေးကတော့နေုံလာပြည့်နေ့မှာလည်းမဟုတ်ဘဲねကိုယ့်ရဲ့မွေးနေ့မှာလည်းလုပ်လို့ရတယ်ပေါ့နော်ကိုကတနင်္လာမှာမွေးတဲ့သူဆိုလို့ရှိရင်ဒါတနင်္လာနေ့မှာလုပ်လို့ရတယ်အင်္ဂါနေ့ဆိုရင်အင်္ဂါနေ့ပေါ့နော်ဒါပေမဲ့တခုရှိတာကဒီ region လေးကိုကြည့်ပြီးတော့9ရက်အတွင်းမှာလည်းလုပ်ပြပါနော်ဆိုတော့ဗီဒီယိုဒါနေုံလာပြည့်နေ့ကြော်ရင်ဘာတွေဆက်ပြီးတော့ဖြစ်မလဲကောင်းချင်းဆိုးချင်းလေးတွေဆောင်ရရှောင်ရလေးတွေဘာလို့ရှိမလဲဆိုတာကိုထပ်ပြီးတော့ကြည့်ပါမယ် Five of Swords အဲ့တော့ဆော့ပြောခဲ့တယ်လို့ပဲပေါ့နော်အနီးနားလူတွေနဲ့ပဲကိုကရန်ဖြစ်နေတာသိလားအဲ့တော့ဗီရိုလိုလူငယ်တွေပေါ့နော်ဗီရတာအသက်က23ပဲရှိသေးရဆိုဗီရိုလိုလူငယ်တွေဆိုရှင်ရင်လူငယ်အများစုဆိုရင်အချင်းအဆင်ပြေရင်ကျန်တာကိုအဆင်ပြေရဆိုတာမျိုးရှိရလीနော်အဲ့တော့ LDRS ကြုံနေတဲ့သူတွေဆိုလို့ရှိရင်ဒီ LDRS မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်တယ်အဲ့တော့ကိုဘေးနာလူတွေကိုလည်းကိုအမြင်မကြည့်တော့ကိုလည်းအမြင်မကြည့်တော့ဘူးအဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်ရှင်အဲ့လိုတွေဖြစ်တဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးခဏလောက်လျှော့ပြီးတော့ငါစိတ်ကဒီလိုမျိုးတွေဖြစ်နေတာပါပဲလားဆိုပြီးတော့ကိုယ်စိတ်လေးကိုအရင်ဦးဆုံးနားလည်အောင်လုပ်ပေးစီချင်ပါတယ်အဲ့တော့ဗီဒီယိုဒါတစ်ခက်ပဲရှိသေးတာပေါ့နော်နောက်ထပ်ကက်ကလေးတွေကဗာလေးကြမလဲဆိုတာတခြားလေးမသိသေးတဲ့အတွက်ကြောင့်ဗီဒီယိုဆက်ပြီးတော့ tarot လေးတွေထပ်ပြီးဆွဲကြည့်ရပါမယ် Eight of Cups Page of Cups အဲ့တော့ single လေးတွေအတွက်ဆိုလို့ရှိရင်သတင်းကောင်းရှိပါတယ်အကယ်၍များကိုကခုချိန်မှာ single ဖြစ်နေတဲ့ relationship ထဲဝင်ဖို့ကလည်းလုံးဝအဆင်သင့်ဖြစ်နေပြီပြောရမယ်ဆိုရင်ကိုရဲ့နောက်ထပ် relationship အတွက်ကို right person ဖြစ်ဖို့အတွက် physically financially emotionally ပေါ့နော်ငွေကြေးပိုင်းဆိုင်ရာအရာကောငွေကြေးဆိုတာကိုယ့်ရဲ့အနေအထားပေါ့နော်အနေအထားရရောဒါကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်လို့ယုံကြည်မှုရှိတဲ့အလျောက်ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ကိုကဒါ okay ဒါငါလုံးဝ healing လုပ်ပြီးသွားပြီလို့လက်မထောင်နိုင်တဲ့သူဆိုရင်တော့ right person ကရောက်လာတော့မယ်ဆိုတာမျိုးတွေ့ရပါတယ်ရှင်ဒါလေးကတော့ single လေးတွေအတွက်သတင်းကောင်းလေးကြားဖြတ်ပေါ့နော်ပြန်နောက်တစ်ခုကလေတငယ်ချင်းတွေဆိုရင်ရုတ်တရက်လက်ထပ်လိုက်တာတွေမင်္ဂလာဖိတ်စာတွေပို့တော့မှဟဲသူတော်လက်ထပ်သွားပြီလားသူရဲ့မင်္ဂလာဆောင်တဲ့ story မြင်တော့မှဟဲသူတော်လက်ထပ်သွားပြီလားဆိုပြီးတော့တောင်းဖြစ်ရတဲ့သတင်းကောင်းလေးတွေရောเนาะဒါအံ့ဩရတဲ့အချိန်လေးတွေရောရှိပါမယ်ရှင်နောက်တစ်ခုကတော့တရားခွင်ရင်ဆိုင်နေတဲ့သူတွေကိုကဒါ
အမှုအခင်းတွေရင်ဆိုင်နေရတယ်ဒီအမွေကိစ္စတွေဒါမှမဟုတ်ဒီစာချုပ်စာတမ်းကိစ္စတွေကိုယ့်ရဲ့ဒီအလုပ်သမားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့တရားရုံးကိစ္စတွေမဟုတ်ဘူးကိုကဒါကိုလက်အောက်ကအလုပ်သမားတွေနဲ့ပတ်သက်ပြီးဖြေရှင်းနေရတာလေးတွေရှိရင်နော်ကင်တွယ်ရတဲ့ကိစ္စမျိုးလေးတွေရှိတဲ့သူတွေဆိုလို့ရှိရင်တော့တဲ့ဒီရက်ပိုင်းမှာအဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြင်ရတဲ့နည်းနည်းလေးခေါင်းစားရတဲ့တရားရုံးမှာဆိုရင်လည်းတသိမလုံလောက်တာတို့နော်တသိမရှိတာတို့ပြီးတော့ကိုလိုချင်တဲ့အတိုင်းမဖြစ်တာတို့ရှိတတ်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုကဒါအခုကလေးကပေါ့နော်တရားရင်ဆိုင်ရတော့မယ်ဆိုတော့တခြားလေးပြင်ဆင်ထားစေချင်ပါတယ်ကိုရဲ့ဒါအလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့စီမံနေရတဲ့သူဆိုရင်လည်းအကြောင်းအရာကိုတခြားလေးမေးပြီးတော့ပေါ့နော်အလုပ်သမားတွေအလုပ်ထွက်သွားတာမျိုးတွေရှိတတ်တယ်bad review တွေပေးတာမျိုးတွေပေါ့နော်လုပ်ငန်းရှင်တွေဆိုလို့ရှိရင်လည်းကိုရဲ့လုပ်ငန်းလေးကို bad review ရတာမျိုးလေးတွေရှိတတ်တယ်အဲ့လိုအခါတွေဆိုရင်ငါဘာတွေများလိုအပ်နေလဲဆိုတာကိုတခြားလေးစမ်းစစ်စီချင်ပါတယ်ဒီရက်ပိုင်းမှာကစောစောပြောခဲ့တယ်လို့ပဲလူတစ်ယောက်နဲ့ကိုအနီးနားလူတစ်ယောက်နဲ့နားလည်မှုလွဲတဲ့အချိန်မှာဒီလိုမျိုး bad review တက်တဲ့ကိစ္စတွေကိုယ့်ရဲ့အလုပ်မှာအဆင်မပြေရလေးနည်းနည်းလေးပေါ့နော်ဒါကလေကိုယ့်ဘက်ကသင်ခန်းစာယူပြီးတော့ပြောင်းလဲလို့ရနိုင်တဲ့အရာလေးဒါပေမဲ့ဒီအဆင်မပြေတဲ့ခံစားချက်ကြောင့်ကိုကရန်လိုနေတဲ့တာမျိုးရှိတတ်တယ်အဲ့ဒီစိတ်ကလေးကိုဂရုစိုက်စေချင်ပါတယ်အဲ့ဒါလေးတစ်ခုတော့ရှိပါမယ်နောက်ထပ်တစ်ခုကတော့ပေါ့နော်ဒါကတော့ Valtteri အနေနဲ့တခြားလေးကိုယ့်ရဲ့ energy လေးကိုပြန်ပြီးပြုပြင်သင့်တယ်လို့မြင်တယ်မကောင်းတဲ့အကျင့်တွေအများများနေတယ်ငွေကြေးကိုအတိုင်းအတာမရှိသုံးစွဲတာမျိုးတွေเนาะပြီးတော့တဲ့အခါကျတော့ဒါဘယ်လိုပြောမလဲကိုယ့်အတွက် bad habit လို့ယူဆရတဲ့အရာမျိုးတွေပေါ့ဈေးဝါးတွေအရန်သုံးတယ်မူရစ်ဆေးတွေပေါ့နော်မူရစ်ဆေးတွေအရက်တွေဆေးလိပ်တွေအရန်သုံးတယ်အဲ့ဒါတွေကလေဒီအတော်အတွင်းမှာကိုယ်ပြန်လာထိလိမ့်မယ်ရှင်အဲ့တော့ကျမကြီးအနေနဲ့ဘာမှမလုပ်ထားတဲ့သူဆိုရင်တော့ဘာမှမဖြစ်ဘူးအကုန်လုံးအဆင်ပြေရဲဆိုပေမဲ့ကိုကဒီလိုမျိုးပေါ့နော်ကိုအတွက်မကောင်းတဲ့ bad habits တွေလုပ်ထားတဲ့သူတွေဆိုရင်တော့ဒါနည်းနည်းလေးဂရုစိုက်ရပါမယ်နော်အဲ့တော့ဒါဆောင်ရန်ရှောင်ရန်လေးတွေရောနည်းနည်းလေးသိလာပြီဆိုတော့ကောင်းချင်းဆိုးချင်းလေးတွေဒါလေးတွေရှိမလဲဆိုတာကိုထပ်ပြီးတော့ကြည့်ပါမယ်အဲ့တော့ဆောင်ရန်ရှောင်ရန်လေးတွေနဲ့တွဲပြီးတော့ကြည့်လိုက်ရင်လည်းကောင်းချင်းဆိုးချင်းလေးတွေကပါလာတယ်ဆိုတာကိုမြင်မယ်ပေါ့နော်အဲ့ဒီတော့ဒီမှာကဒီနောက်ပိုင်းတွေကြာလို့ရှိရင်ပေါ့နော်ဒီ file 2ကကျတော့ငါဘာအောင်များဝါသနာပါလဲငါဘာအောင်များလုပ်ချင်လဲငါဘက်ကဘယ်အရာအောင်များစိတ်အားထက်သန်မှုရှိလဲဆိုတာမျိုးကိုခဏတွေးဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေးပြီးတော့ကိုလုံးမဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ဖြစ်နေလိမ့်မယ်ကိုယ့်ရဲ့လူမှုရေးစီးပွားရေးအကုန်လုံးကလေကံကောင်းတယ်လိုချင်တဲ့ပုံစံအတိုင်းဖြစ်တယ်စီးပွားရေးဆိုရင်လည်းတစ်နေ့ကိုဘယ်လောက်လောက်ရောင်းရချင်တယ်ဆိုရင်အဲ့လိုမျိုးရောင်းရတယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့မှငွေလိုနေတဲ့အချိန်ကျရင်ရုတ်တရက်ကြီးငွေပေါ်လာတာမျိုးပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ကိုဒီပတ်ဝန်းကျင်မှာစိတ်ညစ်ရတယ်ဆိုတဲ့အခိုက်အတန့်ဒီပြင်ပကိစ္စတွေကြောင့်စိတ်ညစ်ရတယ်ဆိုတဲ့အခိုက်အတန့်ကနည်းလာလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီအနီးနားပတ်ဝန်းကျင်အတိုင်းအဝိုင်းကြောင့်ပေါ့နော် sorry စိတ်ညစ်ရတာလေးတွေစကားများရတာလေးတွေကအထင်လွဲတာလေးတွေကတော့နည်းနည်းလေးများနေတတ်တယ်အဲ့တော့ Valtteri ကဒါအပြင်ကိစ္စလေးတွေကိုအာရုံမစိုက်နဲ့ကိုယ့်ရဲ့ဒါအနီးနားဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ဒီကိုယ့်ရဲ့ cycle တွေကလူကိုပဲတခြားလေးဂရုစိုက်ပေးစီချင်ပါတယ်အဲ့ဒါလေးဆိုလို့ရှိရင်တော့ Valtteri အနေနဲ့တော်တော်လေးအဆင်ပြေလာပါလိမ့်မယ်နောက်တစ်ခုကတော့ကိုယ်တိုင်ပေါ့နော် self love ပေါ့ကိုချစ်တဲ့အချစ်ပေါ့ကိုချစ်တယ်ဆိုတော့ကိုစားချင်တာတွေဝယ်စားမှကိုလိုချင်တာတွေဝယ်မှကိုချစ်တဲ့အချက်မဟုတ်ပါဘူးကိုယ့်ရဲ့ဘဝတိုးတက်အောင်ဘယ်လိုလုပ်မလဲကိုယ့်ရဲ့ကျန်းမာရေးဘယ်လိုမျိုးထိန်းသိမ်းမလဲကိုဘယ်လိုမျိုးဂရုစိုက်မလဲဂရုစိုက်တဲ့အခါမှာလည်းဘယ်လိုပြောမလဲစီကြော်စားစာတွေစားမှလားကိုအတွက်အာဟာရပြည့်စေရဲ့ကိုခန္ဓာကိုယ်အတွက်အာဟာရပြည့်စေရဲ့စားစာတွေစားမှလားအဲ့လိုမျိုးလေးတွေရှိရပေါ့နော်အဲ့တော့ကိုချစ်တဲ့အချစ်နဲ့ကိုအလိုလိုက်တဲ့အရာမှာတေချာလေးခွဲခြားနိုင်မှုအတွက် Valtteri ကလိုအပ်ပါတယ်အဲ့ဒါလေးကိုနည်းနည်းလေးဂရုစိုက်စေချင်ပါတယ်နော်ဆိုတော့ဒါက Valtteri အတွက် reading လေးပါ reading လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ reading တွေမှာဗီဒီယိုပြန်ပြီးတော့တွေ့ပါမယ်နော်တဒါမင်္ဂလာပါ Valtteri ရေအကယ်၍များကိုကဒီ tarot deck လေးကိုရွေးထားတယ်ကိုရွေးထားတဲ့ file number လေးကလည်း Valtteri ဆိုလို့ရှိရင်ဒါက Valtteri ရဲ့ဒါမေလ30ရက်နေ့ပေါ့နော်။နိုင်ငံသားပြီးကြော်တာနဲ့ဖြစ်လာနိုင်တဲ့အကောင်းဆိုးတွေလောက်ရမယ့်ရေတရားတွေနဲ့ဒါ
ဆောင်ရွက်ရှောင်ရလေးတွေကိုပြပြပေးတဲ့ reading လေးဖြစ်ပါတယ်ရှင်အဲ့တော့ reading လေးမစခင်မှာပေါ့နော်ဒီဘက်ကနေပြီးတော့မြစ်တာရက်ခံချင်တာလေးရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့အခုလက်ရှိပေါ့နော်ဗီဒီယိုလေးကိုညခင်ဒါမေလ29ကိုကူးနေတဲ့ညခင်12နာရီအတိမှာရိုက်နေတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့တနေ့ကုန်လဲrun ထားတဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးပင်ပန်းနေတဲ့အထဲမှာရှိပါတယ်အဲ့တော့အတန်နည်းနည်းလေးဖြော့နေတာမျိုးတွေအတန်အနေနဲ့အဆင်မပြေဘူးမောဟိုက်နေတဲ့အတန်လေးတွေကြားရင်မေတ္တာစိတ်လေးနဲ့ခွင့်လွှတ်ပေးဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်ရှင်အဲ့တော့ဗီဒီယို reading လေးကိုစပါမယ်ရှင်ပထမဦးဆုံး V အနေနဲ့ဒီမှာ tarot ကတ်ကလေးတွေ oracle ကတ်ကလေးတွေကိုဆွဲထားပါတယ်အဲ့တော့ဒီ tarot oracle ကတ်ကလေးတွေမှာဘာလေးတွေပါမလဲဒီမေလ30ရက်နေ့နေုံ live နေ့ကြော်တာနဲ့ဘာလေးတွေကြော်ရမလဲဘာလေးတွေခရူးဆိုင်ရမလဲဆိုတာကိုကြည့်ကြပါမယ် Jug light-hearted carefree time Four-leaf clover okay ဒါကံကောင်းမယ်ဆိုတဲ့ sign လေးပြနေတာပေါ့နော် Two of swords okay အဲ့တော့ okay နည်းနည်းလေးတော့တွေးမိသွားတယ် Pile 3တော့ကြတော့ပေါ့နော်ဒါကိုကပျော်ခြင်းနဲ့ကိုဘဝမှာကိုလွတ်ပျော်ရတယ်ဆိုတဲ့အချိန်မျိုးမရှိဘူးဟိုမှာတငယ်ချင်းတွေနဲ့အပြင်သွားတယ်မကြောက်အိမ်ကဖုန်းဆက်ခေါ်တယ်ဒါမှမဟုတ်စိတ်မချလို့ဆိုပြီးတော့မသွားခိုင်းဘူးအိမ်ရတယ်မဟုတ်ဘူးပေါ့နော်ကိုယ့်ပေါ်မှာဒါ influence ရှိတဲ့လူပေါ့ရည်စားလေးဖြစ်နိုင်တယ်နော်ဒါမှမဟုတ်တခြားဒါအုတ်ထင်းသူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်လည်းဖြစ်နိုင်တယ်ပေါ့နော်တခုခုပြောရဲဆိုရင်ပြပြဝဝပြောတယ်လို့မခံစားရဘူးဟိုအပြစ်ရှိတယ်လို့မျိုးခံစားရတာပေါ့နော်အဲ့တော့ဒါဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်ဟိုကိုအနေနဲ့စိတ်ထဲမှာတိတ်ပြီးတော့မကောင်းဘူးပြောရဲဆိုရင်တော့ငါပြောမပြောသေးရဲ့လားဆိုပြီးတော့တွေးမိတာမျိုးလေးတွေရှိပါတယ်ဟောဒီမှာ authority figures အဲ့တော့ဟိုပြောရမယ်ဆိုလို့ရှိရင်ငငယ်တုန်းကဖြစ်စေဒါမှမဟုတ်ကိုကြုံရတဲ့အကြောင်းအရာတွေကြောင့်ဖြစ်စေပေါ့နော်ပျော်ပြီးရင်ငိုရတယ်ပျော်ပြီးရင်ဝမ်းနည်းရတယ်ဆိုပြီးကိုယ်စိတ်ထဲမှာထင်နေတာမျိုးရှိတယ်အဲ့တော့အရန်ရေတယ်အရန်ဥတက်အောင်ရေပြီးတာကိုယ်စိတ်ထဲမှာငါတော့သိအောင်ရေလိုက်ပြီငါဘယ်တော့မှဝမ်းနည်းရမလဲငါဘယ်တော့မှငိုရမလဲမသိဘူးဆိုပြီးတော့စိတ်ထဲမှာတွေးမိတာမျိုးရှိတတ်ပါတယ်ဒီမှာကတော့ set your course 22 oh my god မကြည့်စမ်း222အခုအချိန်ကလည်းဒီအခုကြည့်လိုက်တာက7နာရီ2မိနစ်ပေါ့နော်အဲ့တော့ read စပြီးရိုက်တာ7နာရီ59ဆိုတော့လေဒီမှာ7နာရီ2မိနစ်လို့ပြထားပါတယ်အဲ့တော့လုံးဝ number 2ပေါ့နော်အဲ့တော့ဒီမှာကဘယ်လိုမျိုးတွေပြောလို့ရမလဲဆိုတော့ file 2တို့file 3တို့အနေနဲ့ပေါ့နော်ဒါနောက်ပိုင်းတွေကြားလို့ရှိရင်ပို့ပြီးတော့ balance လုပ်လာနိုင်မယ်အခုကျောင်းတက်နေတဲ့ကလေးတွေเนาะတက္ကသိုလ်တက်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကိုတက်ချင်တဲ့နေရာတခြားเนาะကိုရောက်နေတဲ့နေရာကတစ်ခုဖြစ်နေတဲ့ဝါသနာနဲ့ကိုရောက်နေတဲ့နေရာနဲ့မတူညီတာမျိုးเนาะပြီးတော့ကိုရောက်နေတဲ့နေရာမှာကိုယ့်ရဲ့ဝါသနာလေးကိုကဒါအရင်ခံပြီးတော့စူးစမ်းနေတာမျိုးလေးတွေရှိတယ်အခုတက္ကသိုလ်ရဲ့ second semester ကြီးဖွင့်တော့မှာပေါ့နော်အဲ့တော့ဒီ file 3 ရွေးတဲ့သူတွေ second semester မှာ query site စီချင်ပါတယ်နော်ဒါကိုယ့်ရဲ့ဆရာမတွေနော်ကျောင်းသားရေးရာကသူတွေနဲ့စကားများရတာလေးတွေဒါမှမဟုတ်ကိုယ့်ရဲ့အတန်းမော်ချင်းစကားများရတာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒါ second semester တက်မဲ့တက္ကသိုလ်ကတငယ်ချင်းပေါ့နော်ရလဲတာတက္ကသိုလ်ကျောင်းသူဖြစ်တဲ့အတွက်ကြောင့်တက္ကသိုလ်ကတငယ်ချင်းတွေအားလုံး query site စီချင်ပါတယ်ပြီးတော့နောက်တစ်ခုကတော့ဒါ file 3လို့ပေါ့နော် file 3လို့အနေနဲ့ကိုကဘယ်လမ်းကြောင်းသွားခြင်းလဲဆိုတော့တိတိကျကျနဲ့သတ်မှတ်ပြီးတော့အဲ့ဒီအတိုင်းသွားစေချင်ပါတယ်ဘာလို့လဲဆိုတော့အခုချိန်ထိပေါ့နော်သူများတွေကဒါကောင်းနေဆိုရင်ကိုကအဲ့ဒီလမ်းကြောင်းတော့ကိုလိုက်ဝါသနာမပါဘူးလို့ခံစားရရင်အဲ့ဒီလမ်းကြောင်းကြီးတွေ့ဖယ်သွားလိုက်အဲ့တော့ဒီ authority figures တွေရဲ့နေရာမှာကိုထိန်းချုပ်တဲ့သူတွေနော်ကိုဥပဒေအရာလွှမ်းမိုးမှုရှိတဲ့သူတွေဥပဒေအရာလွှမ်းမိုးမှုရှိရဲဆိုတာ maybe ဒါရဲတွေရှေ့နေတွေတရားသူကြီးတွေเนาะဒါကိုယ့်ရဲ့ဥပဒေပိုင်းဆိုင်ရာအရာမိဘတွေเนาะဒါသွေးတော်သားဆက်တဲ့သူတွေဘာဖြစ်ကိုယ်လွှမ်းမိုးနိုင်တဲ့လူတွေမဟုတ်ဘဲနဲ့ကိုနဲ့သွေးမတော်သားမဆက်တဲ့ influencer တွေเนาะပြီးတော့ခါကျသူများကဒါလေးကောင်းနေဆိုရင်ကိုဒါလေးလိုက်ပြီးသုံးတာမျိုးတွေနဲ့ကိုက influence ခံရတာများတယ်ပေါ့နော်အဲ့တော့ဒါဟာတလေကြားလို့ရှိရင်တချို့လူတွေရှိတယ်ဒါပတ်စံရရင်ပြီးတော့လောက်ကြရတဲ့သူတွေရှိရပေါ့နော်အဲ့တော့သူတို့တွေရဲ့ mind ကိုလည်းမိတတ်တယ်ဂျင်းမိတတ်တယ်ပေါ့လေ
file 3တော့အဲ့ဒါလေးနည်းနည်းများတယ်အဲ့တော့တစ်ခါတလေကြောက်ရှင်ကိုတခြားလေးပြန်ပြီးတော့စဉ်းစားစီစစ်ပြီးတော့မှချင်းချင်းစီချင်ပါတယ်အစစအရရပေါ့နော်အဲ့တော့တသေးလေးကနေစပြီးပြောရမယ်ဆိုရင်ဒါ skin care ဝယ်တာကနေပြီးတော့ကိုယ့်ရဲ့ skin ကဘာလဲအဲ့ skin နဲ့ပတ်သက်ပြီးတော့ကိုဘာလေးဝယ်ရင်ပိုကောင်းမလဲတယောက်ကဒါလေးကောင်းလဲဆိုတိုင်းဒါမဝယ်ပဲနဲ့ okay သူ့မှာဘာ ingredients တွေပါလဲတခြားလေးပေါ့နော်လိုက်ပြီးတော့စီစစ်လို့ရနိုင်တဲ့လောက်စီစစ်တာမျိုးလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမှာပေါ့လေအဲ့တော့ဒီထက်ပို့ပြီးတော့နည်းနည်းလေးကြီးကြဲကြဲပြောရမယ်ဆိုရင်တော့ကိုအခုလက်ရှိရှောက်နေတဲ့လမ်းကြောင်းကသူများတွေပြောလို့ရောက်တာလားကိုယ်တိုင်ဝါသနာပါလို့ရောက်တာလားသူများတွေပြောလို့ရောက်တယ်ဆိုရင်ကိုယ်တိုင်အဲ့လမ်းကြောင်းမှာထူးချွန်အောင်ကြိုးစားနိုင်လားကြိုးစားနိုင်တယ်ဆိုရင်ရအောင်ကြိုးစားကြည့်စတယ်အဓိကတော့လွန်မှုကသူတစ်ပါးရဲ့လွန်မှုကရာခိုင်နှုန်းတစ်ခုလောက်အထိပဲလွန်မှုခံတာကတော့ပို့ပြီးတော့ကောင်းမယ်လို့ဗီနေနဲ့ခံစားမိတယ်ပေါ့နော်အဲ့တော့ရေဒီယာကိုသွားပါမယ်ရေဒီယာအနေနဲ့ကတော့ဒီမှာကပဋ္ဌာန်းရွတ်တာပေါ့နော်ဒါကိုကဗုဒ္ဓဘာသာဝင်ဆိုရင်ဒီဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ပဋ္ဌာန်းရွတ်တာလေးတွေနော်ဒီဘုရားရှိခိုးကြောလာတွေကိုလုပ်စီချင်ပါတယ်အဓိကကတော့မနက်ခင်းရဲ့ဒီညခင်းပိုင်းရဲ့ပေါ့နော်အနည်းဆုံး9ရက်လောက်တော့အတိတ်ထံဝင်စီချင်ပါတယ်အကယ်ကိုကဗုဒ္ဓဘာသာဝင်မဟုတ်ဘူးကိုကတခြားသောဘာသာဝင်ဆိုရင်ဒီဘာသာဘယ်လိုပြောမလဲဒီဘာသာကိုကိုယ်ဖျားပေါ့နော်ဒီကတော့ဘာဘက်ကနေပြီးစကားတွေလွန်ခဲ့ရပြီးတောင်းပန်ပါတယ်ဒီဘာသာရေးကိုပေါ့နော်ပို့ပြီးတော့လှုပ်စေခြင်းနဲ့ဒီဘာသာရေးနဲ့ပတ်သက်ပြီးပို့ပြီးတော့အားစိုက်စေခြင်းနဲ့အဆုံးအမတွေကိုတခြားလေးလိုက်နာစေချင်ပါတယ်အဲ့တော့ဒါလေးကတော့ဒါရေဒီယာလေးအနေနဲ့ပြောပြတာပါရှင်ဒီဘက်ကဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့စကားလေးတွေမှားသွားတာရှိရင်အနူးညွတ်တောင်းပန်ပါတယ်သူတို့မှစကားလိုတဲ့စိတ်နဲ့ပြောတာမျိုးလည်းမဟုတ်ပါဘူးเนาะအဲ့တော့ဗီဒီယိုနောက်ထပ်ဒါဒီနေအောင်လိုက်ပြီးနောက်ပိုင်းမှာဘာတွေဆက်ပြီးတော့ဖြစ်မလဲကောင်းချင်းဆိုးချင်းလေးတွေဆောင်ရလေးတွေကိုကြည့်ကြရအောင် death ဒီကကိုမြင်လိုက်မှပြောရအောင်မယ်ဒါကိုယ့်ထက်အသက်ကြီးတဲ့သူတွေပေါ့နော်ကိုယ့်ထက်အသက်ကြီးတဲ့သူတွေရဲ့ကျန်းမာရေးလေးကိုခရီးစိုက်စီခြင်းနဲ့ဆော့ဆော့ပြောပေါ်ရင်မိသွားတာသေးလားကိုယ့်ထက်အသက်ကြီးတဲ့သူတွေရဲ့ကျန်းမာရေးကိုခရီးစိုက်စီခြင်းနဲ့နေကြရေကြားမြေကြားမှာစိတ်ကူးသားရတတ်တယ်နော်သူတို့တွေနဲ့ပတ်သက်ပြီးတော့ဒါတခြားလေးခရီးစိုက်စီခြင်းပါတယ် Eight of Cupsအဲ့တော့နောက်တစ်ခုသူတို့ဒီမှာပေးထားတဲ့ message ကတော့အခုချိန်မှာပေါ့နော်လုပ်ငန်းတွေစမယ်ဆိုရင်တော့မစပါနဲ့အောင်ဆိုတာမျိုးလုပ်ငန်းတွေမစနဲ့အောင်လမ်းကြောင်းတွေမစနဲ့အောင်ကိုယ့်အတွက်ဘာတွေလေးလာလို့ရနိုင်မလဲဆိုတာကိုပဲအရင်ဦးဆုံးစဉ်းစားပါဆိုတာမျိုးတွေ့ရတယ်ပေါ့နော်လုပ်ငန်းတွေစမယ်ဆိုရင်လည်းအရင်နေ့မများတဲ့လုပ်ငန်းလေးကိုပဲရွေးအရင်နေ့အရင်ထည့်ပြီးသွားရင်အဆင်မပြေဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ခရီးဆိုင်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းကိုကစာချုပ်စာတမ်းတွေကိုတခြားလေးပြင်ဆင်ထားတခြားလေးလုပ်ထားဆိုတဲ့ message လေးတွေ့ရပါတယ်အဲ့တော့အခုချိန်မှာလုပ်ငန်းစမဲ့လူတွေအတွက်ဒါစိတ်သက်သာအောင်ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကိုကအရင်နေ့လေးကိုနည်းနည်းလေးပဲစပြီးတော့စမ်းပြီးတော့စိုက်ထုတ်ကြည့်စေချင်ပါတယ်နောက်တစ်ခုကတော့ Six of Pentacles အဲ့တော့လုပ်ငန်းလုပ်နေတဲ့သူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဥပဒေရေးရာနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းကိစ္စတွေလှုပ်ဆောင်ရဖို့ရှိတယ်နော်မြေတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကားတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရွှေတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုရင်တေချာလေးအထူးဂရုစိုက်ရပါမယ်ရှင် Ten of Swordsအဲ့တော့ဒီမှာကောင်းချင်းဆိုးချင်းလေးတွေဘာလေးတွေဆက်ပြီးရှိမလဲဒါလေးတွေကိုကြည့်လိုက်လို့ရှိရင်လည်းအော်ဒါတွေကကြိုဖြစ်မှာပဲဆိုပြီးတော့ကြိုပြီးတော့ရှောင်ထားလို့ရပါတယ်စိတ်သက်ကြအောင်လို့ပြောတာမဟုတ်ဘဲနဲ့ကြိုပြီးတော့ဂရုစိုက်လို့ရအောင်ပြောရဲဆိုတာကိုသတိချက်စေချင်ပါတယ်ရှင် The Hermit အဲ့တော့ဒီနောက်ပိုင်းပေါ့နော် file 2တို့ကနည်းနည်းလေးအလုပ်များလာတော့မှာပါကိုကဒါကျောင်းသားတွေဆိုရင်တော့ပို့ပြီးသိတာမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာကsecond semester ဆိုတဲ့အချိန်မျိုးကိုလည်းစိတ်ထဲမှာတော်တော်လေးတိတိကျကျကြားနေရတာမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမှာ number 2တွေအရင်မြင်နေရတယ် right ဒီမှာ2ဒီမှာလည်း22ပြီးတော့ဒီမှာလည်း1.1.2နော်အဲ့လိုမျိုးလေးမြင်နေရတယ် and then 4 of cupsဆိုတော့ file 3တို့ကိုအခုချိန်မှာပြောရမယ်ဆိုလို့ရှိရင်အခုချိန်က
အဆက်ဆက်အရာပေါ့နော်အစ်စ်ကိုစတင်သေးတဲ့အချိန်မဟုတ်သေးဘူးရီးစားဟောင်းနဲ့လည်းဇလန်းစပြန်မစတင်သေးတယ်လို့နော်ရီးစားထားဖို့လည်းမစင်စားသေးဘူးရီးစားထားဖို့ဆိုတာထက်လူတယောက်ကိုနှစ်ကကာကြီးချစ်လိုက်ဖို့အတွက်မစင်စားစေချင်သေးဘူးအချိန်ထပ်ပြီးတော့ယူရအောင်မယ်လို့ပြောထားပါတယ်ဒီမှာ Two of Swords ဒီနှစ်ကလုံးကအတူတူပါပဲနော်အဲ့တော့ Balturo ကလေဘယ်လိုပြောမလဲကိုအတွက်ဘာကိုရွေးရမလဲဘာကိုဦးစားပေးရမလဲတခြားလေးတွေးသင့်ပါတယ်အဲ့တော့ဒီရက်ပိုင်းမှာအလုပ်တွေများနေတယ်ဒါပေမဲ့အဲ့အလုပ်တွေများနေပြီမဲ့ပေါ့နော်အလုပ်တွေကရေးရရပြီးရလို့မခံစားရဘူးဆိုတာမျိုးရှိတယ်ဥပမာဒီနေ့တနေ့ကုန်အလုပ်တွေလုပ်နေတယ်ဒါပေမဲ့တနေ့ကုန်ပြီးတော့လို့ပြန်ပြီးစမ်းစစ်လိုက်ရင်ငါဘာမှလည်းမလုပ်နေဘူးငါဘာမှလည်းမပြီးသွားဘူးဆိုပြီးကိုယ့်ကိုအားမလို့အားမရဖြစ်တာတွေရှိရတယ်အဲ့တော့အလုပ်များတာနဲ့အလုပ်ကိုလုပ်တာနဲ့မတူဘူးပေါ့နော်အဲ့တော့ကိုကအလုပ်များတာထက်အလုပ်တကယ်လုပ်တာဖြစ်ဖို့လိုအပ်တယ်နော်အဲ့တော့ pile 3တို့အနေနဲ့ပေါ့နော်ကိုအတွက်ဒါအလုပ်တခြားလေး focus လုပ်ပြီးတော့လုပ်ဖို့အတွက်အစင်းနဲ့ဖြစ်ချိန်တန်ပြီနောက်တစ်ခုကတော့ဒီမှာကဆက်ဆံရေးတချို့ကိုဖျက်တောက်တဲ့နေဆိုတဲ့ခံစားချက်မျိုးရှိတယ် karma is coming ဆိုတဲ့ခံစားချက်မျိုးရှိတယ်ပြောရမယ်ဆိုရင်တော့ week ကတပတ်ပြန်လဲလာတော့မယ်ဆိုတဲ့ feeling မျိုးရှိတယ်ပြီးတော့နောက်တစ်ခုကစောစောပြောခဲ့တယ်လို့ပဲဆက်ဆံရေးတွေကိုအတွက်အစင်မပြေတဲ့ဆက်ဆံရေးတွေကိုဖြတ်တောက်လိုက်ရတော့မယ်ဖြတ်တောက်တဲ့နေပြီပေါ့နော်ဘာလို့ဆိုတော့အဲ့လိုမျိုးကိုမဖြတ်တောက်ဘူးဆိုရင်တော့အခြေအနေတွေကဒီထက်ပိုပြီးတော့ဆိုးသွားဖို့ပဲရှိတယ်လို့ပြောထားတယ်အဲ့တော့ဒါကလေသူတို့တွေနဲ့ဝေးသွားမယ်ဒီဆက်ဆံရေးတွေနဲ့ပြတ်တောက်သွားမယ်လို့ပြောတာမဟုတ်ဘဲနဲ့ file 3တို့ကိုယ်တိုင်ကဒီဆက်ဆံရေးကိုဖြတ်တောက်နိုင်မှအဆင်ပြေမယ်လို့ message ပေးထားတာမျိုးမြင်ရပါတယ်အဲ့တော့ဒါကိုလုံးမကိုရမှာပေါ့နော်အဲ့တော့မဖြတ်တောက်ချင်ဘူးဒီတိုင်းဆက်သွားခြင်းနဲ့ဆိုရင်လည်းဒါ file 3တို့သဘောဒီဆက်ဆံရေးကဘာမှတော့မဖြစ်သွားဘူးဒါပေမဲ့ကိုအတွက်အဆင်မပြေတာတွေကဒီထက်ပိုပြီးများလာတဲ့တဲ့ဒီဆက်ဆံရေးကိုဖျက်တောက်လိုက်မယ်ဆိုရင်နည်းနည်းလေးတော့နာကျင်ရတာမျိုးရှိရဲဒါပေမဲ့လည်းအဆင်ပြေသွားတယ်အဲ့တော့ဆက်ဆံရေးဆိုတဲ့နေရာမှာတမီးဆက်ဆံရေးကိုပြောတာမဟုတ်ဘူးเนาะဒါမိသားစုနဲ့ပတ်သက်တဲ့ခံစားချက်တွေဒါမိသားစုနဲ့အဆက်အသွယ်ဖြစ်လိုက်လို့ပြောတာမဟုတ်ဘူးတချို့အရာတွေကိုလစ်လျူရှုလို့ရလစ်လျူရှုလိုက်လို့ပြောတာเนาะမိသားစုနဲ့ဆက်ဆံရေးတငယ်ချင်းအပေါင်းအသင်းနဲ့ဆက်ဆံရေးတွေရှိမယ်เนาะတခြားသောဒီလိုမျိုးလုပ်ငန်းခွင်မှာပတ်သက်တဲ့ဒါလုပ်ငန်းခွင်ဆက်ဆံရေးတွေရှိမယ်နော်ဘာပဲဖြစ်ဖြစ်ပေါ့ကိုယ့်အတွက်မကောင်းတဲ့အရာတွေဆိုလို့ရှိရင် cut off လုပ်ဖို့အတွက်ဝင်မလေးသင့်ကြောင်းကို message လေးတစ်ခုအနေနဲ့ပို့ထားပါတယ်အဲ့တော့ file 3တို့အနေနဲ့ဒီချိန်မှာတော့ပုံမှန်လေးပြောရမယ်ဆိုရင်တော့ကံအညံ့လေးနည်းနည်းလေးကြုံနေတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ခရီးဆိုင်ရမယ်ဒါပေမဲ့ခရီးဆိုင်ရမယ်ဆိုတာလည်းရှောင်ဝဲလို့မရဘူးတော့မဟုတ်ဘူးပေါ့နော်ကိုကအခုချိန်မှာဒီလိုခရီးဆိုင်ဆရာရှိတာလေးသိထားတဲ့အတွက်ကြောင့်မလို့ကြိုပြီးတော့ခရီးဆိုင်လို့ရမယ်ကြိုပြီးတော့နော်ကံကြမ္မာကိုကအနည်းနဲ့အများခံမှန်းလို့ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြုပြင်ဆင်လို့ရတဲ့အရာလေးတွေလုပ်လို့ရမယ်နော်အဲ့တော့စိတ်မပူပါနဲ့အရင်ကြီးလေးစိတ်ထဲမှာမထည့်ပါနဲ့ကံမကောင်းတာတစ်ခုခုဖြစ်လာတိုင်းကံညံ့နေတယ်လို့မတွေးပါနဲ့ကံအညံ့တွေကိုပြင်လို့ရပါတယ်ကံဆိုတာအလုပ်ဆိုတာကံပါပဲနော်အဲ့တော့ဒါဒီဖောက်3တို့ရဲ့ reading လေးပါreading လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ reading လေးဒီမှာဗီဒီယိုပြန်ပြီးတော့တွေ့ပါမယ်နော်တတား